ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တနင်္လာနေ့မနက်ပိုင်းအတွက်ဒါအတူတူဖြစ်ပါတယ်ဒီတစ်ပတ်ကတော့ဘာဖြစ်ဖြစ်အဖွင့်နေ့လည်းဖြစ်တယ်မနက်ပိုင်းလည်းဖြစ်တဲ့အတွက်နည်းနည်းလေးတော့ဒီအခုမနက်ပိုင်းကတော့ထိတ်ဆော့ခြင်းကြပါတယ်ဗျာနော်ကျွန်တော်တို့ပြီးရင်ဒါဘာဖြစ်ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်နေမြင်နေရတယ်ဆိုလို့လူတွေအတွက်လည်းကျွန်တော်ဝမ်းသာပါတယ်ဘာလို့ဆိုတော့ဒီငလျင်တန်းကြောင့်တော်တော်များများဒုက္ခရောက်နေချိန်မှာဒီဗီဒီယိုလေးကိုအခုလိုမျိုးဒါစိတ်ရည်လည်းမဟုတ်ရင်တော့မှဒါကိုယ့်ရဲ့ဒါကြည့်နိုင်မြင်နိုင်တဲ့အချိန်လေးရှိနေသေးတဲ့အတွက်လည်းဒါတကယ်ကိုဝမ်းသာစရာပါပဲเนาะအဲ့လိုမျိုးလေးပဲခံယူလိုက်ပါဗျဟိုဒုက္ခဖြစ်သွားတဲ့လူတွေအတွက်လည်းဒါကျွန်တော်အများကြီးပဲကျွန်တော်လည်းတူတူပါပဲစိတ်မကောင်းဖြစ်ရပါတယ်เนาะဒီနေ့ကတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့အကုန်လုံးဒုက္ခရောက်တဲ့အတွက်ဒီနေ့ကတော့ကျွန်တော်အကွက်လေးနည်းနည်းလေးနဲ့ပဲအားလုံးအဆင်ပြေအောင်တော့ဒါကျွန်တော်အတက်နိုင်ဆုံးကြိုးစားထားပေးပါတယ်မိတ်ဆွေများအားလုံးဒါအဆင်ပြေကြပါစေကျွန်တော်တို့တောက်ကြနေကတော့တကယ်နဲ့ညနေဘက်ကတော့သူ့ဟာသူပဲ9-3ကိုမရောတာပဲရှိတာပါသူ့ရဲ့ဟိုဟာမှာကျွန်တော်တို့စဉ်းစားတဲ့ကွင်ကိုသူကပြန်ပြတဲ့ချိန်မှာ9-3ပဲပြန်ပြတဲ့အတွက်ကျွန်တော်တို့တောက်ကြနေကစဉ်းစားတာက3-3-5-3ဆိုပြီးစဉ်းစားသလိုဖြစ်သွားပါတယ်ဗျအဲ့ဒီတော့ကျွန်တော်တို့ကဒီအလယ်မှာ3-5ချိန်ဖြစ်နေတယ်3-5ချိန်ဖြစ်တဲ့အတွက်ဒါ3-5ဟိုဟာ3-5ဆိုပြီးတော့ဒါပါဝါဖြစ်နေတယ်ဗောနော်ပါဝါဖြစ်တဲ့အတွက်ဒါ3-5ချိန်ကဒါဒီနေ့ကောင်းပါတယ်ဒီနေ့ဆင်းဖို့ရှိပါတယ်ပြီးရင်3ထိပ်3ပိတ်ဆင်းလာတဲ့အတွက်4-9ချိန်ဗောနော်4-9ချိန်က2ရက်အတွင်းဆင်းဖို့ရှိပါတယ်ကျွန်တော်ကတော့ဒီနေ့ကို4-9ချိန်ကြိုက်တယ်3-5ချိန်ကြိုက်တယ်အဲကြောင့်4-9နဲ့3-5နဲ့ကိုကပ်ပြီးတော့ပဲဒါအကွက်နည်းနည်းလေးပဲ4ကွက်ပဲရွှေ့ထားပေးပါတယ်အဲ့ဒီထဲမှာမိတ်ဆွေများအနေနဲ့လုံးမိုင်းကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့3ညလုံးမိုင်းကိုတော့ဒီနေ့နည်းနည်းပို့ပြီးကြိုက်တယ်အဲကြောင့်3ညလုံးမိုင်းနဲ့ဆိုင်တဲ့40-90-2ကွက်ကိုတော့ဒါအောက်ကွက်ထဲမှာရွှေ့ထားပေးပါတယ်မိတ်ဆွေများအနေနဲ့တကယ်ကစားခြင်း40-90-2ကွက်ကိုတော့တေချာပေါက်ကစားပါဘာလို့ဆိုတော့ဒီနေ့ကကျွန်တော်တို့ဒါမှမဟုတ်ကိုမှပတ်တီးလုံးမိုင်းနေရှင်တော့3-5နဲ့ပဲကပ်ပြီးကစားလိုက်ပါဗျာနော်3-5နဲ့ပဲကပ်ကစားပါကျွန်တော်ကတော့3ညလုံးမိုင်းပို့ပြီးကြိုက်တဲ့အတွက်ကျွန်တော်တို့3ညနဲ့ပဲကပ်ပြီးတော့ကစားသိချင်ပါတယ်အဲဒါကြောင့်ဒီနေ့တနင်္လာနေ့မနက်ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အဓိကဆော့ရမှာကတော့40-90-2ကွက်ဆော့ပါပြီးရင်အရန်ထဲမှာ4-5-9-2ကွက်ကိုတော့ရန်နာပါဗျာနော်ဒီတစ်ပတ်အတွက်မန်မာဝင်ကျင်တဲ့သူလာကတော့ဝင်လို့ရပါပြီမန်မာကြီးကတော့ဒါ3000ပဲဖြစ်ပါတယ်နေ့တိုင်းမွေးခွက်ပတ်တီအားလုံးပါ3000ပါတကယ်လည်းပွင့်လင်းပြောလို့ရှိရင်တော့မိတ်ဆွေအနေနဲ့100ပို့လောက်ပေါင်းတောင်မှဒါ8500-8000လောက်ရနေတဲ့အချိန်မှာ3000ဆိုတဲ့အားကတော့ဒါများတော့မများပါဘူးဗျာနော်အဲကြောင့်မိတ်ဆွေများအနေနဲ့ဒါမှန်မှဝင်ကျင်တယ်ဆိုလို့ရှိရင်တော့0939593656ရဲ့ Viber Telegram မှာလာဟိုင်းပေးပါငွေလှူရမယ့်ဖုန်းကတော့ဒီအောက်မှာရေးထားပေးပါတယ်09904069 KB ဝေပေး3000ပါဗျာနော်မိတ်ဆွေများအနေနဲ့ဒါကျွန်တော်တို့ဒါအဆင်ပြေရဆိုမှပဲဝင်လာကြပါကျွန်တော်ဒီကတော့ဒါနေ့တိုင်းကတော့ဒီမှာတော့ဒါပုံမှန်လေးတော့ကျွန်တော်ဒါဖြစ်နိုင်တဲ့အကွက်လေးတွေကိုတော့အတက်နိုင်ဆုံးကောင်းဆုံးကြိုးစားပြီးတော့အကွက်နည်းနည်းလေးနဲ့အဆင်ပြေအောင်လှုပ်ထားပေးပါမယ်ဗျာနော်ကျွန်တော်ဒီမန်မာဝင်လို့ဘာတွေရမလဲဆိုတော့ဒါတပတ်သားပေါင်ကျုပ်တွေကဒါကျွန်တော်တို့မိနစ်တောင်ဟိုအရင်ဘက်ကလည်းဒါကျွန်တော်မိတ်ဆွေတွေဝင်လာပြီးသားဖြစ်မှာပါဗျာနော်အဲ့ဒီထဲမှာကျွန်တော်တို့ဟိုပတ်တီတွေ3လုံးရှိတယ်အင်္ဂါမကျော်ပတ်တီဥမာကိုကအင်္ဂါနေ့မတိုင်ခင်လိုက်နိုင်တယ်ဆိုလို့ရှိရင်တော့ဒါ3000နဲ့လာယူလို့ရပါတယ်ကျွန်တော်ဒီကပတ်တီနဲ့မွေးခွက်ကတော့ဒါအင်္ဂါနေ့ညနေလောက်ဆိုရင်အကောင်လုံးဒီပါလောက်ဆင်းတဲ့အတွက်မိတ်ဆွေများအနေနဲ့ဒါဆော့ဆော့လေးကြိုပြီးဝင်လာပေးဖို့ပဲဒါကျွန်တော်အနေနဲ့မေတ္တာရက်ခံချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျ